လင်မယားဆိုတာလင်ကရားတာလားမယားကရားတာအဲ့တော့လင်းရရလည်းမဟုတ်မရရလည်းမဟုတ်တခေါင်းကျော်မရောက်ခမကြီးခေါင်းရင်းမှာထရတာဟေးအိုးဒါကြောင့်ငါအဖွာမအိတ်တာ哦ကွန်းတမြုံမြုံနဲ့စောင့်ဘာတွေပြောနေတာလဲမင်းမသိမဲဆိုမင်းကောင်းကောင်းမေးပါလားကွာအေးအဲ့ဒါကောင်းကောင်းမေးမယ်ဟေးအုံးမင်းတွေကအုံးသီးတဲ့ကိုရေဘလူဝင်ထက်အဲ့ဒါဒီလိုတကယ်ကြီးမိုးတွင်းကြတော့မိုးကရွာတော့အုံးဒီမှာအညာလေးရှိတယ်ကြွမီလေးအဲ့ကြွမီလေးကနေရေတွေစိမ့်ပြီးတော့ရေအဲ့အုံးဒီတဲ့ဝင်သွားလို့အုံးကြီးဆိုတာဖြစ်လာတာအညာစိမ့်ကြအညာနဲ့တစ်စက်ချင်းစိမ့်အဲ့ဒါဆိုရင်ပွဲကင်းထဲမှာအခုနဘိုက်ကြီးတဲ့တယောက်တွေ့တော့ကွာအဲ့ဘိုက်ကြီးတဲ့ရဲ့ဘိုက်ထဲကခလေးကိုဘလူထက်तू ကဒီလိုကမိုးတွင်းကြတော့အညာနေတစ်စက်ချင်းကြတာဟာမသိဘူးကွာမသိဘူးပြောပါမိကောင်းမေးပါမဲဆိုလို့မိကောင်းမေးပါအခုဆိုရင်ရှင်းလာကြဝါကောင်ဆိုရင်ဟိုမှာဟိုမန္တလေးမှာမြောက်ပြုံးပွဲတောင်ပြုံးပွဲမြောက်ရမှာရှိအဲ့မှာဘလူတွေရှိကိုတော်ကြီးကိုတော်လေးမင်းနှစ်ပါးအေးမသိလို့မေးတာကိုတော်ကြီးကိုတော်လေးကဘာတော်လဲဟာညီကိုဘောဟာဘာဖြစ်လို့ညီကိုတော်လဲဟောဗျာနိုးဆိုဘက်မညီကိုနိုးဆိုဘက်ကညီကိုအေးဟုတ်တယ်ကွာဒါဆိုငါနဲ့ငါအဖေကဘာတော်တော့တားပါလေဩမင်းပြောတော့နိုးဆိုဘက်ကညီကိုဆိုဘာရဲ့ကိုတော်ကြီးကိုတော်လေးဘာတော်လဲညီကိုလို့ဘာဖြစ်လို့လဲနိုးဆိုဘက်မို့ငါအဖေနဲ့ငါနဲ့တားပါမင်းပြောတော့နိုးဆိုဘက်ကညီကိုဆိုဟာမင်းတို့ကနိုးဆိုဘက်မဟုတ်ဘူးမင်းတို့ကြတော့နိုးညာခေါ်တယ်မင်းအဖေညာလို့မင်းဆိုရတာ